ပိတ်တာတသိန်း၈တောင်းတန်300ဆိုတာဘယ်ကနေလာရလဲဒါဟာခစ်ပြိုင်မှတ်တမ်းမဟုတ်ပဲနောက်ပိုင်းမှာပေါ်ပေါက်လာတဲ့ရာဇဝင်ကျမ်းတွေနဲ့ဗဇက်ရာဇဝင်တွေကနေဆင်းသက်လာတာဖြစ်ဖို့များပါတယ်သိပ္ပံဒီကြတွက်ကြည့်ရအောင်တန်300ရှိတဲ့ခေါင်းလောက်ကိုသွန်းလုပ်ဖို့ဆိုတာ15ရာစုဒီပညာနဲ့ဖြစ်နိုင်ပါမလားဖြစ်နိုင်တယ်လို့ယူဆရင်တော့အဲ့ဒီခေါင်းလောက်ကြီးကိုရွှေတကုံဂုံးတော်ပေါ်ရအောင်ဘယ်လိုတင်မလဲရန်တရားမရှိတဲ့ခေတ်မှာစင်တွေလူတွေနဲ့ဆွဲတင်ဖို့ဆိုတာမဖြစ်နိုင်လောက်ခက်ခဲပါတယ်ဒါကြောင့်တချို့ပညာရှင်တွေကဒီခေါင်းလောက်ဟာတန်30ပိတ်တာ18000လောက်ပဲရှိပြီးရာဇဝင်စီယာတွေက3ညတလုံးပို့ထဲမိတာသို့မဟုတ်ဂုံယူခြင်းစိမ့်နဲ့ခြေကားခဲ့တာဖြစ်နိုင်တယ်လို့သုံးသပ်ကြပါတယ်အရွယ်အစားကဘလောက်ပဲဖြစ်ဖြစ်တမိုင်းဝင်ပစ္စည်းကြီးပျောက်ဆုံးသွားတာကတော့အမှန်ပါပဲ1608ခုနှစ်မှာပေါ်တူဂီစစ်ဗိုလ်ငဇင်ကန်ဟာအမြောက်လုပ်ဖို့ကြီးလိုချင်လို့ဒီခေါင်းလောက်ကြီးကိုဖြုတ်ချခဲ့ပါတယ်သူ့ဘက်ကကြည့်ရင်လည်းတန်300သာလေးခဲ့ရင်ကုန်းတော်ဘော်ကနေမြစ်စိတ်ကိုတည်ဖို့တော့မဖြစ်နိုင်ပါဘူးတန်30လောက်မလို့သာလူအင်အားနဲ့လှိမ့်ပြီးတည်လို့ရခဲ့တာဖြစ်နိုင်ပါတယ်ဒါပေမဲ့ဒေါဘုံမြို့ကအရောက်မှာတော့ဝေနံအားမမျှတဲ့ဖောင်ကြီးကကျိုးပဲ့သွားခဲ့ပါတယ်ခေါလောင်းကြီးရောငဇင်ကာရောစစ်သင်းမောမာရီပါရေအောက်ကိုရောက်သွားခဲ့ရပါတယ်အဲ့ဒီအချိန်ကစပြီးဘယ်လ်ဘီမြင်ခဲ့တဲ့စာတွေရေးထားတဲ့ခေါလောင်းကြီးကနှုံးတွေအောက်မှာပျောက်ကွယ်သွားပါတော့တယ်ပုံမြင်တွေထဲမှာတော့ခေါင်းလောင်းကြီးကိုငကားတွေကဖွက်ထားတယ်လို့ဆိုကြပါတယ်။ဒါပေမဲ့လက်တွေ့ဘဝမှာတော့ငကားထက်ကြောက်စရာကောင်းတဲ့အရာတစ်ခုရှိပါတယ်။အဲ့ဒါကတော့သဘာဝတရားပါပဲ။ဒေါဘုံမြစ်ဝါရန်ကုန်ပဲခူးပဇွန်အောင်စုံမဟာကဘာပေါ်မှာရေငုပ်ဖို့အခက်အခဲဆုံးနေရာတွေတဲကတစ်ခုပါ။ရေငုပ်သမားတွေကဒီနေရာကို chocolate mix လို့တင်စားကြပါတယ်။ဘာလို့လဲဆိုရင်တော့ရေကအလွန်နှောင်းကြည့်ပြီးတော့မြင်နိုင်စွမ်းကတုံညဖြစ်နေလို့ပါပဲ။ကိုမီးထိုးထားတဲ့လက်ကိုတော့ကိုပြန်မမြင်ရပါဘူး။အားလုံးကိုလက်ဆန်းပြီးတော့ရှာဖွေရတာပါဒါရင်မကသေးပါဘူးရေစီးကျန်းတာကအသက်အန္တရာယ်ရှိပါတယ်ဒီရေတက်ချိန်ဒီရေကျချိန်တွေမှာရေစီးနှုန်းကတနာရီကို6မိုင်လောက်ရှိနိုင်ပါတယ်ရေငုပ်သမားတရဟာအောက်ခြေမှာငြိမ်ငြိမ်လေးရက်နေဖို့တော့မဖြစ်နိုင်ပါဘူးတန်တုံးတွေကြောက်တုံးတွေတောင်ရေစီးနဲ့ပါသွားနိုင်တဲ့အခြေအနေပါတချို့ကမေးကြတယ်ဟစ်မီဆိုနာဆက်တွေရေဒါတွေရှိရတာနဲ့ဘာဖြစ်လို့မတွေ့ရလဲဖြေကတော့ရွှွန့်နုံတွေကြောင့်ပါပဲနှစ်ပေါင်း400ကျော်ကာလအတွင်းမှာမြေ30ကတဲဆောင်လာခဲ့တဲ့နှုံးတွေတဲတွေဟာဒီနေရာမှာလာပြီးတော့ပို့ချပါတယ်ဘူမိဗေဒပညာရှင်တွေရဲ့တွက်ချက်မှုအရခေါင်းလောင်းကြီးကမြေကျမ်းမြေပေါ်မှာတည်ကျန်နေတာမဟုတ်တော့ပါဘူးခေါင်းလောင်းကတိတ်သီးစာများတဲ့ရွှွန့်နုံကပျော့ပြောင်းတယ်ဒါကြောင့်နှစ်တွေကြာလာတာနဲ့အမျှခေါင်းလောင်းကြီးကရွှွန့်နုံအောင်ပေ20-30တချို့ကပေ90လောက်ထိကိုနှိမ့်ဝင်သွားပြီလို့ယူဆကြပါတယ်